Hello ဒီကပါကျွန်တော် forward လေးဖြစ်ပါတယ်ဖကနာကြီးဘဲတော်တာတကားကောက်နေရရဲ့ငါ update လာပြီငါနေအကူကြီးလာတော့တာနော်မင်း gravity ဖူးစားရင်တော့အဲ့ဒီဘောကနေကြောက်လို့မယ် A few moments later ကဲ Pros Fruit app တွေရလေနောက်ဆုံးတော့လာပြီတရေလေးကိုကြီးဖို့အတွက် gravity fruit ကိုစားမယ်အဲ့ဒီအချိန်မှာတာနိုင်နဲ့လာတွေ့ရဟာအခုချိန်ကတော့ gravity fruit စားမယ်ချိန်ရပါပြီ Hello guys ဘောကမပြောင်းသွားရင်မယ်animation လေးကတော့နည်းပြောင်းသွားရမှာနော် Yeah ဘယ်လောက်နဲ့မလို့တော့သေးဘူးတခြားကောင်တွေတော့ပြင်းအောင်မယ် What the hell is going on dude ယောဒီဖုန်းတော့ကြောင်သွားတာပဲခဏလေးရော pirate လာပြီ pirate တော့လို့အောင်မယ်ဘာဒီရလဲဟဲ့ယောဟာယောကြီးမတကယ်ဘုံလူကြီးရ Say hello to my little friend. နိုင်လာလုံးခဲ့တဲ့နောက်ဆုံးတော့ပွဲဝါပြီခင်ဗျာစကီးဇန်တော့တရုံမေဒီလေးပွဲပြီဆိုတော့စိတ်ဝင်စားရပတ်တော့ကြမ်းမယ်မင်းတို့ကရရမဟုတ်သေးပါကွာ theory user နေသနာပါတယ်ဒါနဲ့ကျွန်တော်ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာ subscribe လုပ်ခဲ့နော်